Hello Sky ပိုလီရဲ့ blog လေးကနေကြိုဆိုပါရှင်ပိုလီကဒီတစ်ခါမှာတော့ပိုလီတို့ရင်လုံးဝပိုလီတို့နေပြီးတော့ဇူးလေးကိုသွားဖြစ်ခဲ့တဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါရှင်ပိုလီတို့ကစပြီးလေဘက်ဖို့အတွက်ဘက်ကီလေးငါးဖို့ပြင်ဆင်နေပါပြီအခုဆိုရင်တော့ဘက်ကီငါးရဲ့နေရာကိုရောက်ပါပြီရှင်ဒါလေးကတော့လက်မှတ်လေးပါကဲအခုဆိုရင်တော့စပြီးတော့ဘက်ကီပေါ်ရောက်ပြီးတော့စထွက်ပါပြီရှင်ဒီမှာတချို့တွေကတော့ဆိုင်ကယ်ပိုင်းနဲ့ပတ်ကြရပေါ့နော်ပိုလီတို့ကတော့မိသားစုများရမို့လို့ဘက်ကီပဲငှားလိုက်ပါတယ်ဒီမှာဆိုင်ကယ်လေးလည်းငှားပေးရပေါ့နော်ကဲအခုကတော့သမင်လေးတွေရှိတဲ့နေရာကိုစရောက်နေတာပါပိုလီတို့မေကသမင်စာရွှေ့ပြီးတော့ဆက်ပြီးတော့ထွက်လာပါပြီဒါကတော့လမ်းဘေးတစ်လျှောက်မှာတွေ့ရတဲ့သမင်အုပ်စုလေးပါဒါကတော့ပိုလီပေါ့နော်ကဲအခုဆိုရင်တော့နောက်တစ်နေရာကိုဆက်သွားနေပါပြီကဲရောက်ပါပြီဒါလေးကဘယ်နေရာလေးဖြစ်မလဲလိုက်ကြည့်ပေးပါအောင်နော်ဟုတ်ပါတယ်ဒါလေးကတော့စင်လေးတွေရှိတဲ့နေရာပါအခုဆိုရင်တော့ပိုလီတို့မိသားစုရေးစင်စာကျွေးနေကြပါရဲ့ရှင်ဒါကတော့ပိုလီတို့မောင်နှမတွေဖြစ်ပါတယ်ဒါကတော့စင်စာကျွေးနေတဲ့အချိန်မှာပိုလီရဲ့ reaction မှာပိုလီကလိမ့်ဆန်နေရှိပေမဲ့လည်းနည်းနည်းတော့ကြောက်တဲ့ထဲတော့ပါတယ်ပေါ့နော်ဒါကတော့စဉ်းစားကြည့်ပြီးတော့ group လိုက်လေးဗီဒီယိုလေးတစ်ဖြတ်ရိုက်ဖြစ်ပါတယ်ဒါကတော့ solo လေးတစ်ဖြတ်ပေါ့နော်ကဲအခုဆိုရင်တော့နောက်တစ်နေရာကိုခီးဆက်ပါပြီဘာကောင်းလဲမသိသေးတော့အမြန်ပြေးလွှားသွားကြည့်ပါရပေါ့နော်တွေ့ပါပြီဝုန်းလေးတွေဖြစ်ပါတယ်ဒါကတော့ပိုလီတို့ညီမဝန်ခွဲလေးကသူ့ဖုန်းနဲ့တစ်ဖြတ်ရိုက်ထားတာပါပိုလီကလည်းပိုလီဖုန်းနဲ့တစ်ဖြတ်ပြင်ရိုက်လိုက်ပါရှင်ကဲနောက်တစ်နေရာကိုထပ်ပြီးတော့ခီးဆက်ကြပါမယ်ရှင်အခုတွေ့ဖို့သွားနေတဲ့လိမ့်ဆန်လေးကဘာလိမ့်ဆန်လေးဖြစ်မလဲဆိုတော့လိုက်ကြည့်ပေးပါအောင်နော်ဒါကတော့ပိုလီရဲ့အမနဲ့ပိုလီနဲ့တယောက်တည်းစီရိုက်ဖြစ်တာပါတော့ပိုလီတို့ group လိုက်ပေါ့နော်ပိုလီရဲ့မနှစ်ယောက်ကတော့အောက်ထိဆင်ပြီးတော့တွားကြည့်ပါတယ်ဒါကတော့ကြားဖြစ်ပါတယ်ရှင်ကဲနောက်တစ်နေရာခီးဆက်ပါပြီရှင်သေးနဲ့တွေ့ပါပြီရှင်ကဲနောက်တစ်နေရာလေးကတော့ပိုလီကြိုက်ဆုံးနေရာလေးပါဒီဘက်ကတော့ zebra လေးဖြစ်ပါတယ်ရှင်ဒါကတော့ပိုလီအတွေ့အကြုံဆုံးတစ်ကလပ်အုပ်ပေါ့နော်ကောင်လှမ်းကြည့်နေလို့ပိုလီလည်းအစားတစ်ဖြတ်ကျွေးခဲ့ပါတယ်ကြောက်နဲ့ပဲသူကျွေးခဲ့လိုက်ပါတယ်ဒီနားလေးမှာလည်းဖြူလာလို့တပုံလေးရိုက်ခဲ့လိုက်ပါတယ်အခုဆိုရင်တော့နောက်တစ်နေရာကိုဆက်ပြီးသွားပါတော့မယ်ရှင်လိုက်ခဲ့ကြပါဦးနော်နောက်တဲ့မြင်ရမယ့်အကောင်လေးကဘာကောင်လေးဖြစ်မလဲဆိုတာလိုက်ကြည့်ကြပါဦးရှင်ဒါကတော့ပိုလီတို့ဖွဲလိုက်ပေါ့နော်ဒါကတော့မောင်လေးဖြစ်ပါတယ်ကဲအခုဆိုရင်တော့ပင်ကွင်းငှက်လေးတွေရဲ့နေရာကိုရောက်ပါပြီရှင်ဒါကတော့ပိုလီတို့လာတဲ့အချိန်မှာပင်ကွင်းလေးရဟိုဘက်ဒီဘက်ယူကူပြနေရပေါ့နော်အရန်ကိုချစ်ဖို့ကောင်းပါရဲ့ရှင်ဒီမှာတော့ညီမဝန်ခွဲလေးကတစ်ပြက်ထရိုက်ထားပါတယ်အခုဆိုရင်တော့နောက်တစ်နေရာကိုခီးဆက်ပါပြီအဲ့ဒါကတော့ရေမြင့်ဖြစ်ပါတယ်သူပါဆက်ကဟာလိုက်တဲ့အချိန်မှာအကြီးပဲပေါ့နော်ဒီမှာလည်းတယောက်ချင်းစီအစာကျွေးခဲ့ကြပါတယ်ဒီမှာအစာကျွေးရအောင်လည်းတယောက်ချင်းစီဗီဒီယိုရိုက်ရှင်နေဆိုလို့ရိုက်ပေးဖြစ်ခဲ့တာပါကဲနောက်တစ်နေရာကိုဆက်သွားပါမယ်ကဲဒါလေးကတော့ပန်ဒါနီလေးတွေပါဒါလေးကတော့ငါးပြတိုက်ဖြစ်ပါတယ်ဒီငါးပြတိုက်ကတော့ဝင်ကြီးအနေနဲ့တည်တံ့တက်ပြရပါဘောနော်ခုဆိုရင်တော့ငါးပြတိုက်တဲ့ကိုပိုလီတို့စဝင်နေပါပြီဒါကတော့ဝင်ကြီးလေးကိုရိုက်ဖြစ်ခဲ့ရပါဒါကတော့ဝင်စမှမြင်ရတဲ့ငါးကြီးတွေပေါ့နော်ရွှေငါးလေးတွေရောငါးကြီးတွေရောအများကြီးပဲပေါ့နော်အထဲမှာဒါကတော့ငါးပြတိုက်တဲ့ကိုစဝင်လာတာပါဒီထဲမှာဆိုရင်မော်နော်အလှမွေးငါးတွေရောငါးမျိုးစိတ်တွေမျိုးစုံအများကြီးတွေ့ခဲ့ရပါတယ်ပိုလီကငါးနမဲတွေကိုတော့သိချာမသိတော့ဘူးပေါ့နော်ငါမျိုးစိတ်တွေဒီထဲမှာတော်တော်စုံလင်နေတွေ့ခဲ့ရပါတယ်ငါအလားလေးလည်းအများကြီးရှိပြီးတော့အရင်လည်းတပုံရိုက်လို့အဆင်ပြေပါတယ်ပိုလီတို့ကတော့ငါးတွေရမ်းလာလို့ငါမျိုးစိတ်တွေကိုတစ်ခုပြီးတစ်ခုရှောက်ကြည့်လိုက်ပါတယ်ဒါ
ထားတာအောင်မကြည့်ခဲ့ရတဲ့ငါမျိုးစိတ်တွေအများကြီးရှိခဲ့သေးရဲ့ပေါ့နော်ပိုလီကတော့တရားပိုလီကြီးဖြစ်ခဲ့တဲ့လောက်ပဲရိုက်ဖြစ်ခဲ့ရပါကဲအခုဆိုရင်တော့ငါပြလိုက်တဲ့အနေပြန်ထွက်တော့မှမို့လို့ပိုလီရဲ့အမေကိုတပုံဝိုင်းရိုက်ပြီးနေကြပါရဲ့ရှင်ကဲအခုဆိုရင်တော့ငါပြလိုက်တဲ့အနေထွက်လာပါပြီနောက်တစ်နေရာကိုခီးဆက်ပါမယ်ရှင်ဘယ်နေရာလေးဖြစ်မလဲဆိုတာလိုက်ကြည့်ပေးပါအောင်နော်ဒါတော့တွိုင်းနဲ့အောက်ဖိတ်ရှက်ကလေးတစ်ဖြတ်ပေါ့နော်ကဲအခုဆိုရင်တော့ပိုလီရန်ချစ်တဲ့ကောင်လေးပါယုံလေးကိုပိုလီရရန်ချစ်တာမို့ယုံလေးကိုတွေ့ရန်ပြောပါတယ်ပြီးရင်တော့ဒီနားမှာပဲရှိတဲ့ငှက်လေးတွေရဲ့လက်ကလေးတွေရဲ့လက်ကောင်ကြီးတွေကိုတွားကြည့်လိုက်ပါတယ်ဒီဘက်မှာဆိုရင်တော့ဘဲလေးတွေပါကဲဒါတော့ group live ဖနက်စင်တူလေးဖြစ်နေလို့ရိုက်ဖြစ်ခဲ့ရပါတော့ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲ bye bye